အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပေါ့နော်မီလီတို့ကုမ္ပဏီမှာဆိုရင်ဝန်ထမ်းတွေခေါ်နေတာရှိပါတယ်ဒီဝန်ထမ်းတွေမှာဆိုလို့ရှိရင် sister position နဲ့စလုပ်မဲ့သူတွေရောနောက်တစ်ခုကိုပိုင်စီးပွားရေးလုပ်ချင်တဲ့သူတွေကအလုပ်ကင်ခွန်လန်းအတွက်ထူးခွင့်ရေးပါနော်ဒီအတွက်လုပ်ငန်းကိုတကယ်လို့လုပ်ချင်တယ်ဆိုလို့ရှိရင်မီလီရဲ့အောက်ကဖုန်းနံပါတ်ကို join လို့ရပါတယ်ရှင်လုပ်ငန်းဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်လုပ်ငန်းပုံစံမျိုးဒီမီလီတို့ကုမ္ပဏီမှာဆိုရင် sales marketing ပိုင်းနဲ့ management ပိုင်းတို့ပြန်ပြီးတော့လုပ်ဆောင်ရမယ်ဒီပိုင်းတွေကိုလည်းအထက်ကစီနီယာနေပြီးတော့တေချာတင်ကြပြီးတော့မှရှိပါတယ်အတွေ့အကြုံမလိုဘူးပညာရေးရှင်ကတ်သက်တာမရှိဘူးရုပ်ရည်ခွဲခြားတာမျိုးမရှိပါဘူးရှင်အသက်16နှစ်ကနေပြီးတော့90အတွင်းထိရှောက်လို့ရပါတယ်တကယ်လို့အိမ်မာနေရင်းနဲ့ပတ်စံရှာခြင်းနဲ့လူပဲဖြစ်ဖြစ်အသက်40 50ကျော်တွေပဲဖြစ်ဖြစ်ကိုပိုင်စီးပွားရေးကိုရက်တည်ခြင်းနဲ့ကိုပိုင်အလုပ်ကိုလုပ်ချင်တယ်ဆိုလို့ရှိရင်မီလီနဲ့အတူ join လို့ရပါတယ်ရှင်တကယ်လို့ဆက်သွယ်မယ်ဆိုလို့ရှိရင်မီလီရဲ့အောက်ကဖုန်းနံပါတ်ကို join လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်